အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမကမူတွေကပေါ့နော်နှကောင်ချင်းမိတ်လိုက်တာနဲ့အုပ်စုလိုက်မိတ်လိုက်တာနဲ့ဘာကွာလဲဆိုတာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်မူနှကောင်နဲ့မိတ်လိုက်တယ်ဆိုတဲ့အခါမှာပထမဆုံးအနေနဲ့ပေါ့နော်ဥမာမိတ်လိုက်ချင်တဲ့မွေမကသူကအနက်တစ်မျိုးထုတ်လို့လိုက်တယ်အဲ့အနက်ကိုရတဲ့မွေထီးတွေကအဲ့အနက်ကိုပေါ့နော်ခံပြီးတော့မှသူတို့ကမိတ်လိုက်ချင်တဲ့အမနာကိုရောက်လာမယ်အဲ့ဒီတော့ရတဲ့မွေထီးတွေပေါ့နော်ဥမာအပြင်အထီးနှကောင်ရလို့ရှိရင်အထီးနှကောင်ပေါ့အဲ့တော့အဲ့အထီးနှကောင်ကသူတို့ရောက်လာတဲ့အထီးနှကောင်ပထမဆုံးအနေနဲ့အဲ့အမကိုမိတ်လိုက်ခွင့်မရခင်မှာသူတို့နှစ်ယောက်ကအပြိုင်တိုက်ခိုက်ရပါတယ်အားပြိုင်ရပါတယ်အဲ့တော့အဲ့ဒီထဲမှာနိုင်တဲ့အကောင်ကဒီလိုမျိုးပဲနှစ်ကောင်ချင်းမိတ်လိုက်ခွင့်ရမှာဖြစ်ပါတယ်ရှင်နောက်ပြီးတော့မှပေါ့နော်အဲ့တော့ဒီအုပ်စုလိုက်မိတ်လိုက်တတ်ကြတာကကြတော့ဒီဥပမာအပြင်ဆိုလို့ရှိရင်ညီမတို့မျက်လျှောတို့ပြီးလို့ရှိရင်လေဘင်းနေမွေတို့ပေါ့နော်အဲ့မွေတွေကဆိုလို့ရှိရင်အုပ်စုလိုက်မိတ်လိုက်တတ်ကြတာဖြစ်ပါတယ်အဲ့တော့အုပ်စုလိုက်မိတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အမကတစ်ကောင်နဲ့ပဲရှိပြီးတော့မှအထီးတွေကလိုမျိုးပေါ့နော်အဲ့အနံ့ကိုရတဲ့အထီးမှန်သမျှရရင်ရတယ်လို့ပေါ့နော်အဲ့လိုမျိုးလုံးထွေးကြရင်လည်းမှအဲ့အမတစ်ကောင်နဲ့ရဲ့အပေါ်မှာပေါ့နော်ကြံနေတဲ့မွေထီးတွေကိုဖယ်ဖို့ကြိုးစားကြတယ်ပေါ့နော်အဲ့လိုမျိုးပဲမိတ်လိုက်ကြတာဖြစ်ပါတယ်အဲ့တော့အဲ့မှာဆိုလို့ရှိရင်သူကတွန်းချနိုင်တဲ့မွေထီးရပေါ့နော်အမနဲ့မိတ်လိုက်ခွင့်ရမှာဖြစ်ပါတယ်။ဟောဆိုလို့ရှိရင်ဒါကတော့ပေါ့နော်ဒါကမျက်လျှောမွေတွေမိတ်လိုက်နေကြတာဖြစ်ပါတယ်။အဲ့တော့သူ့မှာပေါ့နော်အမတစ်ကောင်နဲ့ပဲရှိပါတယ်။အပေါ်ကနေပြီးတော့မှအထီးတွေကတစ်ကောင်နဲ့တစ်ကောင်တွန်းချနေကြတာဖြစ်ပါတယ်။